ဒါကတော့မစုံနာကြတဲ့ညီမလေးအိမ်လာလေတော့ငါပေါ့နော်သူရဲ့ဟူစီမွေးကို wash လုပ်ဖို့ရက်နဲ့တိုက်နေတော့ကိုယ်တိုင်ခွာပေးဖြစ်တာပေါ့နော်သူကတော့ wash ကို2019ရေက3လခဲ့တဲ့လူဆိုတော့အရန်ကြီးလဲအမွှေးလဲထူမနေတော့ဘူးအမွှေးလဲတော်တော်လေးကိုနည်းသွားတယ်ပြီးတော့အရန်လဲမနာတော့ဘူးအမွှေးတွေကအမြင့်လုံးကပါသွားတယ်ပေါ့နော်အဲ့တော့ခွာတဲ့ချိန်မှာလဲမျက်နှာတစ်ချက်မှလည်းမပြတ်ဘူးသူက AC ပဲအဲ့တော့သူ့အတွက်ကကြတော့ဒါကပုံမှန်လုပ်နေကြအရာလို့ဖြစ်နေရပါတော့အဲ့တော့ကြုံလုံးလေး wash ခွာဖြစ်တာလေးကိုဗီဒီယိုရိုက်ထားတာပါသူ့ကိုခွာပေးခဲ့တဲ့ wash အမျိုးအစားကတော့ chocolate wash ပါ chocolate wash ကတော့ညိုရာတွေကိုတဖြည်းဖြည်းလျှော့သွားတယ်ပြီးတော့နာတာကိုပုံမှန် wash တွေထက်အများကြီးတက်တာစီရယ်အမွေးပေါက်နှုံးကိုလည်းတိတိတတ်တာလျှော့သွားစေပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဝီကကျွတ်တက်နေလို့ပြရတယ်ဘလို့လုံးရမလဲပြရတယ်ဟေးလူကြီးသူမများရှင်နေကြောပါရှင့်နော်အေးနေမှာတမ်ဘရက်ရှိလားအေးမရှိရင်သွားဝယ်လိုက်ဘာမှမပေးရအောင်ရေနော်အဲ့တမ်ဘရက်ဝယ်လာပြီဆိုတာနဲ့ရေချိုးခန်းနဲ့သွားတာမဟုတ်ရေချိုးတဲ့နေရာကိုသွားပြီးရင်ဝေးလေးကိုထုတ်ဟုတ်လိုမျိုးတမ်ဘရက်နဲ့နာကန်ပြီးတော့ဖိပြီးတော့ဖြင်းနဲ့အဲ့လိုပုတ်ချပေးအဲ့ဆိုကြောက်သွားလိမ့်မယ်နော်မဟုတ်ကမှမပြောင်းဘူးကျွန်တော်အဲ့နီးနဲ့လည်းအဆင်မပြေဘူးဆိုလို့ရှိရင်တော့နေ့တော့ငါပတ်စံလည်းရမယ်နီးပြောပြပေးမယ်နော်ငါပြောနေကြပါနော်စီနေလုံးပေါ်မှာနေ့ရဲ့ခွေးလေးကိုတင်လိုက်ပြီးလို့ရှိရင်နှွာလေးနဲ့ဟောလိုမျိုးဖြင်းနဲ့ချက်ချင်းပြဒါမှမဟုတ်လို့ရှိရင်လည်းတလက်ထဲနဲ့ပြီးသွားအောင်လို့ဓမ္မနဲ့ဟောလိုမျိုးဖောင်းဆိုပြီးအဲ့လိုမျိုးခုတ်ချလိုက်အဲ့ကြလို့ရှိရင်လုံးဝအရှင်းပြောက်သွားမှာအရှင်းပြောက်ပြီးသွားလို့ရှိရင်အဲ့နင်းပြတ်သွားမဲ့ဝေးလေးတွေကိုနေရရှောင်းလိုက် What ตายကိုကြီးအုံနှုတ်ခောက်ဆွဲစားမလားစပူတာကြီးကျွေးလိုက်ပါလား